Hello အားလုံးပဲမင်္ဂလာပါဒီနေ့အတွက်ကတော့ဒေါ်လာ100ကနေဒေါ်လာ1000ရအောင် trade မဲ့ live session day trade ပဲဖြစ်ပါတယ် Okay ဒီနေ့အတွက်ကတော့လက်ရှိရွှေဈေးကွက်ကတော့အားလုံးတည်တဲ့အတိုင်းပါပဲတော်တော်လေးကိုတော့တက်နေတယ်ပေါ့နော်ဒါမနေ့တော့ကျွန်တော် trade ထားတဲ့ဟာကတော့တစ်ခုပဲရှိခဲ့တာပေါ့နော်ဒီမှာမနေ့ကဆိုရင်တော့ new 88အနေနဲ့ဖြစ်ခဲ့တဲ့ပြီးတော့ကျွန်တော်ဒီမှာအယောင်းအနေနဲ့စဉ်းစားခဲ့တာပေါ့နော်အဲ့ဒီနောက်ပိုင်းမှာဆိုရင်ပုံမှန်ကျွန်တော်ဒီနားမှာဝယ်မယ်ဆိုပြီးတော့လေစဉ်းစားခဲ့တာပဲပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့မနေ့ရကတော့ဟိုအလုပ်ရမ်းများတဲ့အကြောင်းကျွန်တော်ဒီမှာရခဲ့ပြီးနောက်ပိုင်းမှာကျွန်တော်ကတော့ဟိုတိုင်းပြီးတော့ market ကိုတော့ကျွန်တော်မကြည့်တော့ဘူးပေါ့နော်အဲကျွန်တော်ပိတ်သွားတာအဲ့တော့ဒီနေ့တော့ကတော့ဆိုရင်တော့လက်ရှိကျွန်တော်ရဲ့အကောက်ကဆိုရင်တော့ဒီမှာကျွန်တော်ပြပေးမယ်ပေါ့နော် Okay အားလုံးဒီမှာနားလေ Okay ကျွန်တော်ရဲ့ကောက်ကတော့ဒါဒေါ်လာ160ပေါ့နော် Okay ဒီနေ့တော့ကတော့ဆိုရင်တော့ဒါဇန်နဝါရီ21ရက်နေ့ပေါ့နော်ပေါက်သူနေ့လည်းဖြစ်တယ်အခုဆိုရင်တော့ London session ပဲပေါ့နော်ဒီထိုင်းချိန်ဆိုရင်တော့9နာရီပေါ့နော် Okay အဲ့တော့ဒီနေ့တော့ကဆိုရင်တော့ကျွန်တော်ရုံးဆုံးဒီ market ကိုကြည့်ရမယ်ပေါ့နော် Okay ဈေးကတော့တော်တော်လေးတော့တက်တာဟောနည်းတော့မဟုတ်ဘူးအဲ့တော့ဒီမှာ new 88အနေနဲ့ဖြစ်ခဲ့တော့ပေါ့နော်ဒီမှာကြည့်ရတဲ့လောက်တော့ရွှေတော့ဒီ9000အထက်ကိုတက်မှလားမသိဘူးတက်လားဒီမှာကျတော့အဲ့တော့ဒီမှာတစ်ခုနေရှိတယ် Okay ရုံးဆုံးကျွန်တော်ရဲ့ time frame ကရုံးဆုံးကြည့်လိုက်မယ်ပေါ့နော် 4 hour time frame မှာဆိုရင်တော့ဒီနားမှာကျတော့ FVG imbalance အနေနဲ့တစ်ခုအနေနဲ့ရှိခဲ့တယ်4 hour မှာ Okay ပြီးရင်တော့Okay ပြီးရင်တော့ကျွန်တော်တို့3 hour ပြင်ပြီးတော့ကြည့်လိုက်မယ်4 hour မှာဆိုရင်လည်း3 hour မှာဆိုရင်ရှိနေတယ်1 hour မှာပြင်ပြီးတော့ကြည့်လိုက်မယ်1 hour မှာဆိုရင်လည်း Okay ဒီမှာကျွန်တော်ရောင်းမယ်ဆိုရင်ကျွန်တော်ရောင်းရခက်တာဘာလို့လဲဆိုတော့လက်ရှိရွှေကတော့ out trend ဖြစ်နေတယ်ကွာရောင်းရခက်တာ Okay အဲ့တော့30မိနစ်မှာဆိုရင်ကန်တယ်ဒါဆိုရင်တော့ကျွန်တော်တို့ဘက်ကဒီမှာဆိုရင်တော့ point of interest ပေါ့နော်တတ်မှတ်ရမယ်ဘာလို့လဲဒီနေရာမှာ strong ဖြစ်မဲ့ဟာဟဲ့လား demand zone လို့ပဲပြောရမှာပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်ကတော့ point of interest အဲ့တော့ကျွန်တော်ဒီတစ်ခါကိုဒီနားမှာဆင်းလာတဲ့ခါကျရင်ကျွန်တော် rejection ပြမယ်ဆိုတော့ကျွန်တော်ဒီနားမှာဝယ်မယ်ဒီတစ်ခါကျတော့ဝယ်မယ်ဆိုရင်တော့အမြဲတမ်းလွတ်နေတာအဲ့တော့15မိနစ်မှာဆိုရင်လည်းဟုတ်တယ်ဒီမှာ15မိနစ်မှာဆိုရင်လည်း strong ဖြစ်မဲ့နေရာ Okay 5မိနစ်မှာပြန်ပြီးတော့ကြည့်မယ်5မိနစ်မှာဆိုရင်လည်းဒီမှာကျတော့ order block တစ်ခုအနေနဲ့ရှိနေခဲ့တယ်ဒါမျိုးပုံစံကျတော့ဒီလောက်ပဲဒီနားလောက်ပဲတက်နေတယ်အဲ့တော့ကျွန်တော်တို့ဝယ်ထိုင်ဆောက်ရမှာကျတော့နေရာနှစ်ခုအနေနဲ့ရှိတယ်ပေါ့နော်ဈေးကတော့ရောင်းမဲ့ချမ်းကိုကြည့်မယ်ဆိုရင်တော့တကယ်လို့ရောင်းမယ်ဆိုရင်တော့ကျွန်တော်တို့ဘက်ကရင်ဆုံးဒီမှာ order block ဖြစ်နေတာဒီဟာကိုကျွန်တော်ရင်ဆောက်မယ်ပြီးရင်တော့ TP ကတော့ TP1 TP2 ထားရမယ်ပေါ့နော်တော့တခြားတော့ဟာဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့ကြည့်လိုက်မယ် GPU ဆေးရဘယ်လိုမျိုးပုံစံရှိတယ်
စင်းနေတယ်ဆိုတော့ဒီမှာ liquidity တော့အဲ့လိုဖြစ်ကြဒါဒီว่าဖြစ်နေတာစင်းว่าဒေချာများကြလားဒါပေမဲ့ကျွန်တော်ဒီနားကိုထိုင်ဆောက်ပြီးတော့ရောင်းမယ်ဆိုတော့ဒါပေမဲ့မရောက်သေးတာပြီးတော့ဒီမှာကျွန်တော်ဝယ်မယ်ဆိုရင်လည်းမဒေချာဘူးတိတ်တော့မလာဘူးဒီနားကဒီဆုံးမရောက်သေးတော့ကျွန်တော်လည်းတော့ဒီဆုံးကဟိုမနီကလေးထိုင်ဆောက်နေမရောက်သေးတာဒါကြောင့်စင်းအောင်မယ်ကြလားနောက်ဆုံးဝယ်မယ့်နေရာပညာဒါပေမဲ့အခုအလေရောက်နေကျွန်တော်ဒါလို့ဒီနားမှာရောင်းမယ်ဆိုရင်လည်းအဲ့ဒါကတော့ထိဖို့များမယ်ဘာလို့လဲဆိုတော့ကျတော့ဈေးကကျွန်တော်ဒီရဲ့ဒီထိမယ်ဒါပေမဲ့ခါကြဈေးကသူကဒီလိုမျိုးပုံစံသူတက်သွားဟိုဒီလိုမျိုးပေါ့နော်ဒါမျိုးပုံစံဖြစ်လဲဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်တော့တိုင်းပြီးတော့ဆင်းရင်လည်းဆင်းမယ်ပေါ့ဒါခက်မရခက်တာမဟုတ်ဘူးဆိုရင်သူကတော့အဲ့လိုမျိုးအခုလက်ရှိကျွန်တော်ကတော့ရောင်းတော့မလုပ်သေးဒီမှာကျတော့ miss မကောက်စချာနေနေဖြစ်တယ်ကျတော့ဖြစ်တယ်ဒါ ITM ပေါ့နော်ဒါကိုစားတော့ပြန်တက်တယ်POS ကောက်စချာโอเคရောင်းမယ်ဆိုရင်တော့ကျွန်တော်ဒီ zone တစ်ခုအနေနဲ့ကျွန်တော်ဒါကတော့ order block တစ်ခုအနေနဲ့ရှိတယ်ပြီးတော့ကျွန်တော်ဒီရောင်းမယ်ဆိုရင်ဒီနားမှာတို့ဒီကြည့်ပေါ့ SL ကထားမယ်ဒီကတော့ဒီလောက်ပေါ့နော်အားလုံးလဲဆိုတာကျတော့ဈေးကတော့ဒီမှာချော့နေနေဖြစ်ခဲ့တယ်ညနေမှာကျွန်တော်ပြန်ပြီးတော့ကြည့်လိုက်မယ်ဟုတ်တယ်ဒီမှာပေါ့နော်ဒီဟာကိုရုပ်သော idea နဲ့သူဖြစ်ခဲ့တဲ့ instrument ပေါ့နော်ဒါပေမဲ့တဲပြီးတော့ဒါစားပြီးတော့နည်းနည်းတက်ပြီးတော့ပြန်ရှင်းတယ်အဲတော့အရောင်းကိုကျွန်တော်ကတော့ရောင်းမယ်ဆိုရင်တော့ကျွန်တော်ရဲ့နေရာကဒီနားမှာကျွန်တော်ရုံဆုံး rejection ဖြစ်မလားလို့ကျွန်တော်စောင့်မယ်တကယ်လို့ဖြစ်တယ်ဆိုရင်တော့ကျွန်တော်စတဲ့ entry ဝင်မှာပေါ့အဲတော့ဒီမှာစောင့်မယ်ဒီမှာဆိုရင်လေ browse ဆက်ချဖြစ်ခဲ့တယ်အဲတော့ဒီတော့ဒါစင်းတော့ဒါတက်စားဖြစ်နော်တင်းတော့စင်းဖို့များတာပေါ့ဒါပေမဲ့ DB ကတော့ဒါ DB ဘယ်လိုပြောမလဲ3လောက်ထိရှိတာပေါ့နော်တော်တော်များတယ်ဆိုတာကြတော့ကျွန်တော်ပြပြီးဒါမျိုးပေါ့နော်
โอเคအဲဆိုတော့ကျွန်တော်ရွှေပြင်ပြီးတော့ကြည့်မယ်ရွှေရဆိုရင်လည်း6လုံးဝမဖြစ်သေးဘူးစောက်ရုံလို့ပေါ့နော်
လေးစောက်လိုက်မယ်သလားကျွန်တော်ကတော့စောက်နေရင်းနဲ့တခြားတော့လောက်ချာရှိရလောက်ကြလဲဆက်ပြီးတော့လောက်ရအောင်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ရောင်းမဲ့နေရာတော့မရောက်သေးတာကြောင့်ပြောမယ်ဆိုရင်တော့ကျွန်တော်ကတော့ဒီနေ့အတွက်ကလည်းအရောင်းမဲ့ကျွန်တော်ကြည့်မယ်ပေါ့နော်ဒီကကျွန်တော်ဒီမှာဒီနေရာမှာကျွန်တော်စောင်းမယ်ပြီးရင်တော့markup ဆိုချာမဟုတ်တော့6ဖြစ်ဖို့ကျွန်တော်အရင်ဆုံးစောင်းမယ်ပေါ့နော်တကယ်လို့ကျွန်တော်ဝယ်မယ်ဆိုရင်တော့ဒီစိုးရောက်မှကျွန်တော်ဝယ်မယ်ပေါ့ဒါလို့ကျွန်တော်ဒီအထီဝယ်မယ်ဆိုရင်တော့ဒါတော့မတိချဘူးသလားအဲ့တော့ discount ပဲပေါ့ပဲကျွန်တော်ယူမယ်ပေါ့ဒါအောက်ဆုံးစီဆိုတော့အောက်ခုကျတော့ support level ကတော့ဒါတမန်းဆုံးပေါ့နော်ဒါတမန်းဆုံးပဲကျွန်တော်တမန်းရမယ်ဒါတမန်းဆုံးဒါတစ်ခုရယ်ဒါဒီညာနှစ်ခုပေါ့နော်ဒီအောက်ဟာကျတော့ဘယ်လိုပြောမလဲဒီနားတွေမှာဆိုရင် alpha value character ပေါ့နော်ဒါတွေကတော့ဝယ်သူရှိတယ်ဒါပေမဲ့ဒီအောက်ဟာကျ strong ဖြစ်တယ်ဒါလည်းတူပါပဲနောက်ကတော့ဒီ slide ထဲမှာကျွန်တော်တခါတည်းပဲဒီပြောပြပေးမယ်ကျွန်တော်ရဲ့အလုပ်ကတော့ဒီ train တစ်ခုတည်းကိုပဲကျွန်တော်အဓိကလောက်တယ်မဟုတ်ဘူးပေါ့နော်တခြားတော့ကျွန်တော် digital marketing ရယ်ပြီးတော့ content creator နဲ့ပတ်သက်ဟာတွေကလည်းကျွန်တော်လုပ်နေတာပေါ့နော်တခြားတော့ survey ပိုင်းတော့အမျိုးစုံပဲပေါ့နော်ဒီ trade ကတော့ကျွန်တော်အရင်တော့ဆိုရင်တော့တအားကိုတော့ focus ထားပြီးတော့လောက်တော့ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာကျတော့ဘယ်လိုပြောမလဲအလုပ်တွေကပြတ်တာတွေရှိတာပေါ့ဒါပေမဲ့နောက်ပိုင်းကျရင်ကျွန်တော်ကတော့ဒီလိုမျိုးဟိုတစ်ချိန်လုံးကျွန်တော်လုပ်နေမှာမဟုတ်ပေါ့နော်ကျွန်တော် training section တွေကပဲအဓိကကျွန်တော်လုပ်တယ်အဲ့လိုမျိုးပေါ့အခုကျွန်တော် training section ဆိုတာပုံမှန်ညနေဝန်းကျင်ပေါ့နော်ညနေ4နာရီ5နာရီ6နာရီအဝန်းကျင်တွေကပေါ့နော်ဟိုခါလေးနောက်ခွဲညဘက်ခါလေးကြရင်လည်းအဲ့လိုမျိုး New York section တွေမှာပေါ့နော်ကျွန်တော်ကြိုက်မဲ့ဟာဆိုရင်ကျွန်တော် train လုပ်တယ်နောက်အခုကျတော့ဒီအာရှ section ကတော့ကျွန်တော် trade ရနေတယ်ဘာလို့လဲဆိုတော့အာရှ section တွေကတော့ကျွန်တော်နဲ့တိတ်တော့မကိုက်တာအဲ့လိုမျိုးပေါ့နော်တချို့တော့သူရဲ့တက်ကဆိုရင်တော့အာရှ section အတွက်ကတော့စင်ပြေတယ်ဒါပေမဲ့
you know ကျွန်တော်ကတော့အဲ့လိုမျိုး Asha session မှာကျွန်တော်ထွဲခါကျအများနဲ့ရှုံးနေတယ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်ကတော့ဟို session ပြောင်းလိုက်ရပေါ့နော်ကျွန်တော်နဲ့အဲ့လိုမျိုးကျွန်တော်ကြည့်လိုက်တာပေါ့ကျွန်တော်ထွဲအများနဲ့နိုင်ရကျွန်တော် lantern session မှာအဲ့ဒီနောက်ပိုင်းကျွန်တော် lantern session ကိုပဲအဓိက trade လောက်တာအဲ့လိုမျိုးလုပ်ရင်ကိုယ်စားလာတာအခုဆိုရင်တူတူချင်းနဲ့
OK အခုဆိုရင်တော့ကျွန်တော်ကတော့ဒီနားမှာ entry စပြီးတော့ဝင်နေပြီပေါ့နော်ဒီနေ့ဆိုရင်တော့ကျွန်တော်တော်တော်လေးတော့စောက်ခဲ့ရတာဒါပေမဲ့အခုလက်ရှိကျွန်တော်ဝင်တာကြတော့ဒီနားမှာပေါ့နော်အဓိက5 minute နေရာမှာကျွန်တော်ကြည့်ပြီးတော့ဒီနားမှာဝင်လိုက်တယ်ပေါ့နော်ဒါပေမဲ့စိတ်ပူရမှာဒီမှာပေါ့ဒီဟာတော့မဖောက်နိုင်တာတကယ်လို့ဖောက်နိုင်ဆိုရင်တော့ဒီအောက်ကိုရောက်မှာပေါ့နော်ကျွန်တော်ရဲ့ SL ကတော့ကျွန်တော်6 page လောက်ထိယူထားတယ်ပေါ့နော်ကျွန်တော်ဒီနားမှာစပြီးတော့ entry ဝင်ခဲ့တယ်ဆိုတာကြတော့အဓိကဒီဟာကိုပထမဆုံး rejection နဲ့သူပြခဲ့ကျွန်တော်ဝင်ခဲ့တာပေါ့နော်ဒါပေမဲ့ဒီကြားထဲကျွန်တော်တော့ဒီနားမှာဝင်မယ်ဆိုပြီးတော့မရခဲ့ဘူးအဲ့ဒါတော့ကျွန်တော်တော့တခြားတော့ဟာနဲ့လောက်နေတာကြောင့်နောက်ကျတော့တာပေါ့နော်ဒါပေမဲ့အခုလက်ရှိဒီနားမှာကျွန်တော်ရခဲ့တယ်ဆိုပေမဲ့လည်းဒီအောက်မှာကျတော့ထိပြီးတော့တင်းပြီးတော့ပြင်ပြီးတော့တက်သွားတာအခုဒီဟာကဆိုရင်တော့ SL ကတော့ထိဖို့များမယ်ထင်တယ် SL ထိမယ်ဆိုတော့ကျွန်တော်ဒေါ်လာ50လောက်ထိမယ်ပေါ့နော်ဒါပေမဲ့ပုံမှန်ဆိုရင်တော့ကျွန်တော်ဒီအပေါ်အထိစောင့်မယ်ဆိုပြီးတော့ဒါပေမဲ့ဝင်တာကျတော့လောတော့တာပေါ့နော်ဒါဒီ entry ကတော့မှားပြီးတော့ဝင်လိုက်တာပဲပြောရမယ်ပေါ့နော်ဘာဖြစ်ဒီဟာအတွက်ကတော့ SL ကထိဖို့များမယ်ထိမယ်ဆိုတဲ့ပြဿနာတော့မရှိပါဘူးကျွန်တော်ဒီ3ခုအနေနဲ့3ကြောင်းပေါ့နော်3ကြောင်းအနေနဲ့ကျွန်တော် entry တော့ဝင်ခဲ့တယ်အဲ့တော့တစ်ချက်လောက်ကြည့်မယ်ပေါ့နော်3ကြောင်းဆိုတာကျတော့ဒီနားမှာကျွန်တော်တစ်ခုဝင်ထားတယ်ပြီးတော့ဒီနားမှာကျတော့ကျွန်တော် set limit တစ်ခုအနေနဲ့ဝင်ထားတယ်ဒီနားမှာတစ်ခုပေါ့နော်အဲ့တော့အားလုံးတကယ်လို့ထိမယ်ဆိုရင်တော့ဘယ်လောက်ထိကျွန်တော်တကယ်လို့ SL ကကျွန်တော်ထိမယ်ဆိုရင်တော့ဘယ်လောက်ထိမယ်ဒေါ်လာ50ပေါ့နော်တကယ်လို့ TP ကကျွန်တော်ရခဲ့မယ်ဆိုရင်တော့ဒေါ်လာ100နီးပါးလောက်ထိရမယ်ပေါ့နော်ဒါပေမဲ့အခုကကျတော့ SL ဘက်ကိုတွားဖို့များမယ်ထင်တာပဲဒါပေမဲ့ဒီနေ့အတွက်ကတော့ကျွန်တော် entry အဆင်ပြေရင်တော့ entry size 2ကြောင်းလောက်ထိကျွန်တော်ဝင်မယ်အဓိကဒီပေါ်မှာလေးကျွန်တော်စောင့်နေရတခုပေါ့နော်ဒီ set အယောင်းလောက်ဖို့အတွက်က okay တစ်ချက်လောက်ထိစောင့်လိုက်မယ်ဒါကျွန်တော်ရဲ့ SL ကတော့ဒီနားမှာပေါ့နော်SL ထိဖို့များမယ်ပြီးတော့ဒါကိုပဲမဖောက်နိုင်ဘာလို့လဲဆိုတော့ဒီမှာကျတော့တစ်ခုနှစ်ခုသုံးခုလေးခုထိခဲ့ပြီးဆိုတော့ပုံမှန်ဆိုရင်တော့3ခု2ခုလောက်ဆိုရင်တော့ပြောလို့ရတယ်အခုအများကြီးထိနေဆိုရင်တော့တော့ဒါကိုပဲပြန်တက်တယ်ဆိုတာကျတော့ဒီမှာကျွန်တော်ပြလို့မယ်ဒီမှာပေါ့နော်ကျွန်တော်ဝင်ထားနေတာဒီနားမှာဖြစ်တယ်အဲ့တော့အခုလက်ရှိအကောင့်မှာကျတော့မိုက်တဲ့24 23ဒေါ်လာပေါ့နော်โอเคဒါပေမဲ့ကျွန်တော်ဒီဟာကဝင်တာတကလည်းဘယ်လိုပြောမလဲခုနတော့မရတဲ့ဟာနဲ့မရတဲ့စိတ်နဲ့ပေါ့နော်အဲ့လိုမျိုးဝင်လုံးပြီးတော့ဒါပေမဲ့SL ကကျွန်တော်ဟာကျတော့ထိမယ်ဆိုရင်ဘယ်လောက်မှမများပါဘူး
ဖြစ်အဲ့ဆရာကတော့ဖြစ်ပေါ်များမယ်အဲ့ဆရာဒီပေါ်မှာပေါ့နော်အဲ့ဆရာထိတော့မယ်တူ
မှာဆိုရင်တော့နားကနေပေါ်လာမှာပေါ့နော်အဲ့ဒီချင်းလေးဘာများလာမသိဘူးခုန SF ဖိခါနီးကပြန်ပြီးတော့ဆင်းလာပြန်တာ
ဒါပေမဲ့ဒီနေရာမှာကျွန်တော်ပိတ်လိုက်မယ်ဆိုရင်တော့ပိတ်လို့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကတော့ခုနဝင်တာစောသွားတာပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဝင်ခဲ့ပြီးဆိုတာကြတော့ဒီနေရာမှာကျွန်တော်အရှုံးခံနိုင်တဲ့ပမာဏကိုထည့်ခဲ့ပြီးဆိုတာကြတော့ဒီနားရောက်လို့ကျွန်တော်ပိတ်မှာမဟုတ်အဲ့တော့ကျွန်တော်ရဲ့ CPU ကိုကျွန်တော်ချောင်းမယ်ပေါ့နော်ဒီမှာ FL ထိမယ်ဆိုရင်လည်းကျွန်တော်ဘယ်လိုပြောရလဲဒီတိုင်းပဲထပ်ပြီးတော့ entry ဝင်မှာမဟုတ်ဘူးပေါ့နော်အိုးပေါ်ကိုဒီပေါ်မှာဒီပေါ်ဆုံးကရောက်တဲ့ခါကျမှသူက rejection ပြမလားပြီးတော့ markup structure ဖြစ်ပြီးမှဒါကျွန်တော်ထပ်ပြီးတော့ဝင်မယ်ပေါ့နော်တက်တော့တယ်
ဆက်ကြည့်ပါမယ်ဒီအဲ့ဒါကကြည့်နေတယ်ဒီမှာကျတော့နောက်ကြည့်လဲနောက်ကြည့်လိုက်မယ်အဲ့ဒါဒီက30လေးနော်โอเคโอเคရောက်လာမယ်ကျွန်တော်ရဲ့ S အနေအထားကတော့ရောက်ပြီ
ဆိုတော့နောက်40ပေါ့နော်โอเคနောက်ဆုံးကြတော့ကျွန်တော် SL တော့ထိတော့ပါပြီ SL ကတော့ကျွန်တော်ထိသွားတယ်ဆိုတာကျတော့ဘယ်လောက်လဲ46ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ကောက်မှာတရား114တော့ပြန်ပြီးတော့ကျန်တယ်โอเคအဲ့ဆိုတော့ကျွန်တော်နောက်ထပ် entry တစ်ခုနဲ့ထပ်ပြီးတော့ဆောက်လိုက်မှာပေါ့နော်ခုနတော့အဓိကကျွန်တော်မှာဝင်လို့တယ်လို့လည်းပြောရမှာပေါ့နော်မှာဒီခွက်ကဒီမှာ rejection ဖြစ်တယ်ဒါပေမဲ့ဒီမှာကျတော့မဖောက်နိုင်ခဲ့တဲ့အကြောင်းကျွန်တော်စိတ်ထင်တယ်ကျတော့အဲ့တော့ပြန်လာတဲ့ခါကျရင်တော့ဘယ်လိုပြောမလဲဟိုပြန်စင်းမယ်ဆိုပြီးတော့ထင်တယ်ပေါ့နော်။တော့ဒီနားမှာကျတော့ order block တစ်ခုလုံးဝကိုမရှိနေဘာမှလည်း confirmation မရှိပဲနဲ့ကျွန်တော်ဝင်လိုက်တော့နောက်ဆုံးကျတော့ဒီမှာကျတော့သူဖောက်နိုင်ခဲ့တာပေါ့။အဲ့တော့ကျွန်တော်အနေနဲ့ဒီဟာတော့သင်ခန်းစာရတော့ပါလဲဆိုတာကျတော့ဈေးကွက်ကပြန်ပြီးတော့ဆင်းသွားတယ်ဆိုပေမဲ့လည်းဒီနားမှာကျတော့ဒီ FVG တွေကသူဖောက်သွားပြီ။အဲ့ပေါ်မှာကျတော့ကျွန်တော်တို့ဘက်က confirmation မရှိဘဲနဲ့ဝင်လိုက်တယ်ပေါ့နော်။မှားတာโอเคဘာမှဖြစ်ပါဘူးကိုလည်းရှိ SL ကိုပဲဆို46ဒီနောက်ထပ် entry set ကတော့ကျွန်တော်ပြင်ပြီးတော့စောင့်မှာပေါ့နော်ဟိုပေါ်မှာလာတဲ့ခါကျရင်တော့ကျွန်တော်ချိန်နေကြည့်ပြီးတော့ entry ထပ်ပြီးတော့ဝင်မှာပေါ့ဟာဒီမှာတွေ့လားခုနတော့ကျွန်တော်ကတော့မအားနေဒီတိုင်းလုပ်တာအခုကြားမှာကျွန်တော်ရဲ့ TV နေရာရောက်ခဲ့တာဘာမှကိုလုပ်လို့မရဘူးနော်နှမျောဖို့ကောင်းတယ်ဟုတ်လားဒီနားတော့နားတော့ကျွန်တော်မအားလို့ကျွန်တော်ချက်ကိုမကြည့်ခဲ့တာဟင်းချက်နေတာနဲ့အဲ့တော့ဒီမှာကျတော့ rejection ပြခဲ့တာပဲကျွန်တော်ကတော့ဒီလိုကျွန်တော်ဒီနားကိုဝင်ခဲ့မယ်ဆိုရင်တော့ပေါ့နော်38ပိတ်လောက်ထိရခဲ့မယ်ပေါ့နော်ဒါပေမဲ့မရခဲ့ပါဘူးဒီနေ့တော့ကျွန်တော်လည်းလုံရင်းရှုပ်နေတာနဲ့ဝင်ခဲ့တာဆိုတော့ကျတော့ဝင်တဲ့နေရာလေးဆောတော့တာပေါ့နော်အဲ့တော့ဒီနေ့တော့ဒီလောက်ပဲပေါ့နော်ကျွန်တော်လည်း entry ထပ်ပြီးတော့ဝင်မှာမဟုတ်တော့ဘူးအဲ့တော့ဒီနေ့တော့ကျွန်တော်အရှုံးအနေနဲ့ဖြစ်ခဲ့တာပေါ့နော်အရှုံးတော့$42လောက်အနေနဲ့ရှုံးခဲ့တယ်အဲ့တော့မနေ့ဖန်ကြမှာကျွန်တော်တို့ပြင်ပြီးတော့တွေ့မှာပေါ့နော်နည်းပဲကွာကျွန်တော်တော့ဒီမှာခဏလေးကျွန်တော်ပြောထားတာပဲဒါပေမဲ့မအားလို့ကျွန်တော်မကြည့်ရအခုမှတန်းပြီးတော့ကျွန်တော် TV နေရာတော့ရောက်ခဲ့တာပဲပေါ့နော်နှမျောဖို့ကောင်းတယ်โอเคအဲ့ဆိုတော့ကျွန်တော်တို့မနေ့ဖန်ကြမှာပြင်ပြီးတော့ဆောင်ကြပါမယ်ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်ရဲ့ကောက်ကတော့$122အနေနဲ့ကြံသေးတာပေါ့နော်ဒါပေမဲ့ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တော့အရှုံးတော့မရှိဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒါဒီကန်းစာတစ်ခုအနေနဲ့ကျွန်တော်ရတော့ခဲ့တာပေါ့ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကလည်းဝင်စောတော့တကယ်လို့ဒီနားတိကျွန်တော်စောက်ပြီးတော့ဝင်ခဲ့မယ်ဆိုရင်တော့ရခဲ့တယ်ပဲပေါ့နော်ဒါပေမဲ့စိတ်ကြောင့်လောပြီးတော့နောက်ဆုံးကျတော့ကျွန်တော်ရဲ့ SL ရင်ဖြစ်ပြီးမှဒါကျွန်တော် TV နေရာရောက်ရှိလာခဲ့တာပဲပေါ့နော်โอเคမနေ့ဖန်လောက်ကြာမှာကျွန်တော်တို့ပြန်ပြီးတော့တွေ့ကြပါမယ်